1943ဇူလိုင်လ10ရက်မနက်ခင်းထူးထူးခြားခြားတနေ့လုံးနီးပါးမိုးများအုံမိုက်နေတော်လေတနေ့လုံးမိုးဖွဲဝဲပင်မကြတဲ့နေပဲဖြစ်ပါလေဘုံမကြီးဆူဇူကီရဲ့ကားလေးဟာလမ်းမတော်ဖိုးတို့နေထိုင်ရာအိမ်ရှိကိုရောက်လာပါတယ်လမ်းမတော်ဖိုးတို့ကထွက်ကြိုပါတယ်အိမ်ထဲဝင်ပါဦးမာစတာမဝင်တော့ဖိုးတို့ BIA ကထုတ်လိုက်တဲ့အမိန့်လာပေးတာအရင်လိုရုံးလူလင်ပေးခံလို့ရတာကိုလေမာစတာရေတကူတကလာရတယ်လို့မဟုတ်ဘူးဖိုးတို့ငါမင်းကိုတခါလေးလာနှုတ်ဆက်တာဗျာအေးဟုတ်တယ်ငါဂျပန်ဘင်းကိုရတော်ဌာနချုပ်ကိုပြောင်းရတော့မယ်နောက်တရက်နေ့ရက်ဆိုငါမြန်မာနိုင်ငံကထွက်သွားရတော့မယ်အေးအမိန့်စာဖတ်ကြည့်ပြီးလုံးเสียရှိတာလုပ်လိုက်အောင်ငါသွားပြီဘုံကြီးဆူဇူကီကကားပေါ်တက်ခါပြန်လည်ထွက်ခွာသွားပါလေဖိုးတို့ကလက်ထဲမှာရှိတဲ့ဂျပန်ဘာသာနဲ့ရေးသားထားသောအမိန့်စာနဲ့တွဲလျက်ပါတဲ့မြန်မာဘာသာပြန်အမိန့်ကိုဖတ်ကြည့်လိုက်ပါလေရန်ကုန်မြို့တော်အုပ်ချုပ်ရေးအဖွဲ့မြို့တော်ရာဇဝတ်ဌာနလက်အောက်ရှိမြို့တော်ပလိတ်တပ်ဖွဲ့ယာယီအားအပြီးဖြတ်သိမ်းခြင်းနောက်ထပ်ပါလာတဲ့အမိန့်တစ်ခုကိုထပ်ဖြန့်ကြည့်လိုက်ပါလေရန်ကုန်မြို့တော်ပလိတ်ဖွဲ့ယာယီရဲ့ပလိတ်မင်းကြီးဥဖို့တို့အားယာဒူးမှရက်စဲခြင်းထိုအချိန်မှာကောင်းငယ်မှမိုးများဝေါကနေရွာချလိုက်သဖြင့်ဖိုးတို့ဟာအမိန့်စာနေရွက်ကိုကိုင်ကာအိမ်ထဲပြေးဝင်သွားပါလေဘုဇတော်ကိုစိုးမောင်ဆန်းဆက်ရှိသူဂျပန်အလန်တက်ကားတစ်စင်းထိုးဆိုင်လာပါလေကားပေါ်ကစီးရက်ခဲရဲ့ဆင်လာသူကဂန္ဓမာတောင်းကြီးဂန္ဓမာကဆန်းဆက်ထဲမှာမတ်တရက်လျက်အလို့သမားများကိုညွှန်ကြားနေတဲ့လမ်းမတော်ဖိုးတို့နဲ့ဆန်းဆက်တတိကိုစိုးမောင်စီကိုလမ်းလျှောက်သွားပါလေဖိုးတို့ငါမင်းလိုက်ရှာနေတာမသိရကမင်းဒီဆန်းဆက်မှာရှိတယ်ပြောလို့လမ်းမတော်ဖိုးတို့ကဂန္ဓမာတောင်းကြီးကိုပခုံးဖက်ကခလန်းလန်းခေါ်သွားလိုက်ပါလေအေးဖိုးတို့မင်းကဒီမှာဘာလုပ်နေတာလဲဘာလဲဆန်းဆက်ထောင်မလို့လားမဟုတ်ပါဘူးကွာပလိမင်းရာတို့ကပြုတ်ပြီဆိုတော့လက်စာတက်เสียရှိတယ်လေဖြောက်ဖြက်နေတာပါဘာတွေလဲကွာကဲထားတော့ငါမင်းမေးเสียရှိတယ်ခုနေ့ကမင်းစေးုံကပြန်သွားတော့မင်းနဲ့စေးုံကစကပြန်ကြီးဝဲဆိုတဲ့ကောင်ပြဿနာတက်တယ်ဆိုအေးဟုတ်တယ်အဲ့ဒါဘာဖြစ်လဲအခုအဲ့ဒီကလာပျောက်နေလို့တဲ့စေးုံကလူတွေကတော့အတော်စိတ်ချမ်းသာနေကြတယ်ဒါပေမဲ့သူ့စီကဒေါက်တာဆူဇူကီကဒီကိစ္စကိုကင်မရာကိုတွားတိုင်ထားတယ်အဲ့ဒါမင်းလက်ချက်ဆိုတာငါရိပ်မိတယ်မင်းအဲ့ဒီကောင်ကိုဘယ်လိုလုပ်လိုက်လဲအဲ့ဒီနေကလေးကပလိမင်းကြီးဥဖို့တို့ရဲ့ခုံရုံးကနေတည်တံပေးလိုက်ပြီကွာဟမ်ဘယ်မှာလဲမင်းခုံရုံးကဟိုပါလေကွာကိုစိုးမောင်သူ့လူတွေဖြုတ်နေတဲ့ဆက်တွေ့တယ်မလားအဲ့ဒီဆက်ထဲထည့်ကြည့်လိုက်တာအဲ့ဒါဘာကြီးလဲစံကြည့်တယ်ဆက်လားစံဆက်ထဲကိုလူထည့်ပြီးကြည့်လို့ရလားဟာဟိုမှာတွေ့တာကန္နမအဲ့ဒါဘာလို့ထင်လဲအလို့သမားများဖြုတ်သိမ်းတာနေတော့တန်မင်းဝိုင်းကြီးများကိုကြည့်ကကန္နမတောင်းကြီးခေါင်းခါပြပါလေအဲ့ဒါမင်္ဂလာတော်မှာကျန်ခဲ့တဲ့ဗြိတိရှတန်ကြက်ကတက်ကတင်ကားဘိန်းနေပဲဒီဆန်ဆက်ထဲမှာအဲ့ဒီတင်ကားဘိန်းနေနဲ့လူကြိတ်လို့ရတဲ့ဆက်တစ်ခုကိုဘုံကြီးဆူဇူကြီးကိုယ်တိုင်စီစဉ်ခဲ့တာကွမသိရင်တော့ဟိုဘက်ကဆန်ဆက်လို့ပုံစံပေါ့ကွာနေပါဦးမင်းတို့ကအဲ့ဒီလူကြိတ်ဆက်လို့ပြီးဘာလို့ကြလဲဘာလို့ရမှာလဲငါတရားရုံးမှာဆိုမှပဲလူသက်အလောင်းဖြောက်တာပေါ့ကွငါပြောပြမယ်ငါပလိမင်းကြီးဖြစ်ပြီးတပတ်လောက်ကြာမှာပဲဟောဒီဆန်ဆက်ပန်ရှင်ကိုစိုးမောင်ကငါ့ကိုလာတိုင်းနေဂျပန်ကင်မေကဘူကြီးတယောက်နဲ့စစ်သား2ယောက်ရေသူ့မိမကိုမတရားကျင်ပြီးလှန်စွတ်နဲ့ထိုးတက်သွားကြတယ်တဲ့အဲ့ဒီနေ့ကအင်္ဂလိပ်နေနေဘုံလာခြင်းပဲနေ့ကိုစိုးမောင်ကသူ့ညီမလေးကလေးမွေးနေမှုလို့မြို့ထဲကစေးုံကိုကားနဲ့လိုက်ပို့နေတာအိမ်ဆောင်ကကိုစိုးမောင်မိမနဲ့ကလေး2ယောက်ကြံခဲ့တယ်အဲ့ဒီမှာကိုစိုးမောင်သားလေး2ယောက်ကအောက်ဆင်းဆိုရင်မှောင်နေတော့ကိုစိုးမောင်မိမကမီးခွက်နဲ့အိမ်ရှိထွက်ခေါ်တာဒါကိုဖြတ်လာတဲ့ကင်မီတိုင်ဘူကလေတွေကိုအချက်ပြတဲ့စပိုင်မာဆိုပြီးအိမ်ပေါ်တက်လာတယ်နောက်တော့ကိုစိုးမောင်မိမကိုကလေးတွေရှိမှာပဲအလှည့်ကြမရင်းကျင်ပြီးလှန်စွတ်နဲ့ထိုးတက်သွားကြတယ်ကွာဟာကွာအဲ့ဒါကိုစိုးမောင်ကကင်မရာရုံးကိုတိုင်တော့တက်တယ်မရှိဘူးဆိုပြီးအရေးမယူဘူးကလေးတွေကလည်းငယ်သေးတော့တက်တဲ့အကျုံးဝင်မှုပေါ့ကွာကိုစိုးမောင်ကငါ့ကိုငိုယိုးပြီးရောက်လာတယ်ဂျပန်ကိစ္စဆိုတော့ငါလေသူ့ကိုခေါ်ပြီးဘုံမကြီးဆူဇူကီကိုတွားပြောပြတယ်ဆူဇူကီကဖြစ်တဲ့နည်းနဲ့အဲ့ဒီဂျပန်ဘူရင်ဇကပြန်ကောင်ရင်စစ်သား2ယောက်ရေကိုလူမသိပဲရအောင်ဖမ်းမှုပြောတယ်ဒီကောင်တွေကိုအရက်ဆိုင်တစ်ခုကအထွက်မှာအောင်ဘတို့ကအတင်းဝင်ရိုက်ပြီးဖမ်းလိုက်တယ်ဘုံမကြီးဆူဇူကီကဒီကောင်တွေကိုဂျပန်လက်အလည်းပြန်လွတ်မှာပဲငါကပဲလက်စဖြောက်လိုက်လို့ပြောတယ်အဲ့ဒီအချိန်ကတော့ကွာရန်ကုန်မြစ်တစ်လျှောက်မှာလေကင်းနေနေဆိုတော့ဘဲတဲ့ရေထဲပြစ်ချရပါလေနောက်တော့ဘုံမကြီးဆူဇူကီကကိုစိုးမောင်နဲ့တိုင်ပင်ပြီးသူ့ဆက်ရုံထဲမှာဒီဆက်ကိုဖန်ပြီးတော့တာပဲဆက်ထဲထဲကျိတ်ထွက်လာတဲ့အပိုင်းတွေကိုဘွိုင်လာအောက်ကမီးကိုလည်းပြစ်တဲ့မီးကိုတွေကခေါင်းနိုင်ကထွက်ကဲဆန်ဆက်ခေါင်းနိုင်ကမီးကိုထွက်တာဘာများဆန်းနေကွာနော်မင်းတို့ဟာလေကွာ
မသာ3လောင်းဖြောက်ဖို့တော့ဆက်စင်ရတယ်လို့ဘယ်က3လောင်းရမှာလဲကွာငါပလိမင်းကြီးလောက်ခဲ့တဲ့တချောင်းလုံးငါပြစ်ထည့်ခဲ့တာရောဘုံမွေးစုစုကြီးအမိတ်နဲ့ပြစ်ထည့်ခဲ့တာဒီရော10ယောက်တော့ရှိတယ်ကွာဟိုကလားလေးကတော့နောက်ဆုံးပေါ့ကွာဖို့တို့မင်းကတော့ကွာလှုပ်လိုက်ရင်အကြီးကွာငါတော့အဲ့လောက်မင်းလို့ပဲလို့မတွေးမိဘူးကွာအခုရောဘယ်ကောင်ပြစ်ထည့်ဖို့လုပ်နေတာလဲအခုကဖြုတ်သိမ့်နေတာကွာငါပလိမင်းကြီးကပြုတ်ပြီလေကွာနောက်ဖြစ်လာမဲ့ပလိတွေကဒီလူပြောက်မှုတွေကိုဆက်လိုက်လာရင်ဒီဆက်ကြီးထဲမှာလမ်းစာပြောက်သွားတာသိရင်လာရှာကြမှာဟာဒါကြောင့်ဒီဆက်ကိုဖြုတ်ပြီးဆန်ဆက်အမှန်ကန်ပြန်တက်နေတာတကယ်လို့တရားတွေဘာတွေရင်ဆိုင်ရရင်လေဒီဆန်ဆက်တဲ့လူပြစ်ထဲတယ်ဆိုတာဘယ်လိုဖြစ်နိုင်ပါလဲဆိုပြီးဒီဆန်ဆက်အမှန်ကိုပြလိုက်မှာပေါ့ဖို့တို့မင်းတကူလုံးလဲညံနေညံတဲ့တွေကြီးပဲငါအခုလာတာကကင်ပေကဟိုကောက်မှုလိုက်နေပြီဆိုတာလာသတိပေးတာကဲငါတော့မယ်ဖို့တို့နေပါဦးဟာပြီးရင်ကိုစိုးမောင်ခေါ်ပြီးဟိုတယ်တစ်ခုကမှတွားတော့ကြမလားလို့ငါချင်းမရဘူးဖို့တို့ရဟိုမှာမေဂျာစာတို့စိတ်ဝင်လိုက်ဖို့ပြရအောင်မေစာတို့ဘာဖြစ်လို့လဲဟာနတ်သမီးယောဂဟေးနတ်သမီးယောဂဟေးထိုခေတ်ကာလကကာလာသားယောဂကိုနတ်သမီးယောဂလို့တင်စားခေါ်လို့ရှိသဖြင့်ဖို့တို့မျိုးလုံးပြသွားခြင်းပဲဒီဂျပန်အပြင်စာတွေရှောက်စားတယ်ထင်ပါရဲ့ကွာဂျပန်တပ်မတော်ကအင်အား9000ရှိသောမလွတ်လပ်ရေးတပ်မတော် BIA ကိုဖျက်သိမ်းပြီးအင်အားလျှော့ချကအင်အား3000မှ9000ထိသတ်မှတ်ထားသောဗမာကာကွယ်ရေးတပ်မတော် BIA ဖြစ်ပြောင်းလဲဖွဲ့စည်းပေးလိုက်ပါတယ်ပလိတ်ဟူသောအခေါ်အဝေါ်ကိုဖျက်သိမ်းကနေပြည်တော်ရဲတပ်ဖွဲ့ကိုအသစ်ဖွဲ့စည်းပြီးဥပယီကရဲဗိုလ်ချုပ်ဖြစ်တာဝန်ယူခဲ့ပါတယ်နေပြည်တော်ရဲတပ်ဖွဲ့အတွင်းရှိရဲဗိုလ်မှူးရဲအုပ်စတဲ့နေရာများကိုအင်္ဂလိပ်လက်ထက်ကပလိတ်ရရှိဟောင်းတချို့ကိုခန့်အပ်ခဲ့တော်လဲလက်လက်နေရာများကိုတခင်အဖွဲ့မှဒေါက်တာဘာမော်ရဲ့စင်ရသားဓမ္မပါတီကလူများကအလူရဲ့ခွဲဝေယူကြပါတယ်ထိုအချိန်မှာရန်ကုန်မြို့ဟာတဖြည်းဖြည်းပြန်လည်စီကားလာနေပြီးဘိန်းငန်းများရက်ဆိုင်များဟိုတယ်များပြန်လည်ဖွင့်လှစ်လာကြပါတယ်လမ်းမတော်ဖို့တို့ဟာတပည့်များကိုစူးစီးရဲ့ရန်ကုန်မြို့အားနေမြေလိုက်ပြန်လည်စိုးမိုးမှုအစပြုလျက်ရှိပါတယ်1943ဩဂတ်စ်လ1ရက်မြန်မာတပ်ရဲ့1305ဝါကောင်လာဇန်1ရက်တနင်္ဂနွေနေ့မှာဂျပန်စစ်တပ်ကမြန်မာနိုင်ငံအားလွတ်လပ်သောအချုပ်အာဏာပိုင်နိုင်ငံအဖြစ်ကြေညာလိုက်ပါတယ်အစိုးရအဖွဲ့ရဲ့အဓိပတိအဖြစ်ဒေါက်တာဘောင်မောင်ဖြစ်ပြီးကာကွယ်ရေးဦးစီးချုပ်မှာဗိုလ်ချုပ်အောင်ဆန်းဖြစ်ပါတယ်အစိုးရအဖွဲ့ရဲ့အကြံပေးအရာရှိချုပ်မှာဂျပန်တပ်မတော်မှဗိုလ်ချုပ်အီဆာမူရာကတာဝန်ယူပါတယ်ရန်ကုန်မြို့မှာမနက်4 နာရီကစောစောထပြီးလွတ်လပ်ရေးအောင်ပွဲတွေကိုကျင်းပပေးပါတယ်ထိုနေ့မှာပင်ဒေါက်တာဘောင်မောင်ဦးဆောင်သောဗမာနိုင်ငံတော်အစိုးရကအင်္ဂလိပ်နဲ့အမေရိကန်တို့ကိုစစ်ကြေညာလိုက်ပါတယ်လွတ်လပ်ရေးရပြီဆိုတော့ညလေးပြည်သူလူထုမှာမပျော်ရွှင်နိုင်ကြအဘိရောင်ဆိုတော့ရခင်ကပြည်တွင်းမှာဖူလုံခဲ့သောစံတဘာကိုကဘာပတ်စစ်တိုင်နေတဲ့ဂျပန်များအတွက်ရိတ်ခါအဖြစ်တန်ဖိုးမရှိသောဂျပန်ငွေစက်ကူနဲ့အတင်းအဓမ္မဝယ်ယူတင်ပို့ကြတဲ့အတွက်စားလက်ရိတ်ခါရှားပါလာပါတယ်ငွေကြေးဖောင်းဖောင်းမှုများလာပြီးအင်္ဂလိပ်ခေတ်လက်ကျန်ပစ္စည်းများမှာလည်းဂျပန်စစ်တပ်ကရသမျှဂျပန်ပြန်ပို့တဲ့အတွက်အဝတ်အထည်ကအစရှားပါးစပြုလာပါတယ်ဂျပန်အာဏာပိုင်များလည်းစစ်တွင်းမြန်မာပြည်စစ်ရေးမှာတည်ဆုံးခဲ့သောဂျပန်စစ်သားတယောက်စီတိုင်းအတွက်မြန်မာအစိုးရအသစ်ကစစ်ရော်ချင်းငွေ3000ပေးရန်သတ်မှတ်သဖြင့်အစိုးရမှာထိုအကျွေးကိုဆက်နေရပါတယ်ထို့သို့ဂျပန်ပြည်ဖြစ်မြန်မာလွတ်လပ်ရေးရပြီးရက်20ခန့်အကြာမှာလမ်းမတော်ဖို့တို့ရဲ့နေအိမ်တို့လူငယ်တို့ရောက်ရှိလာပါတယ်ဟာဖို့တဲ့မင်းတို့ငါလိုက်ရှာနေတာဒါနဲ့ကိုမိုးကြီးရောကျွန်တော်တို့အင်္ဂလိပ်ဘုံစာချင်းကလေးကကျွန်တော်အမမအေးသိရဲ့ယောက်ျားဇာတိရွာမှာရှိတဲ့ပန်းတော်ဘက်ကိုပြေးနေကြတာဆရာဖို့တို့ကြီးကိုမိုးလဲလူထွက်ပြီးလိုက်လာတယ်ရန်ကုန်ရောက်တာတော့10ရက်လောက်ရှိပြီဟေးဟုတ်လားကောင်းတာပေါ့ကွာငါလဲဒီမှာအလုပ်တွေပြန်ဆောက်ဖို့လူလိုနေတာဒါနဲ့ကိုမိုးရောဒီလိုထိုင်လို့ကောင်းရဲ့လားဘာလို့လိုက်မလားလဲကိုမိုးကကျမ်းမာရေးလုံးဝမကောင်းဘူးဆရာဖို့တို့ကြီးစစ်မဖြစ်ခင်ဘုန်းကြီးเจ้าမှာကလေးကအဆုတ်နာဖြစ်နေတာအရင်ကပေပေတီတီနေခဲ့တာတွေရောတကြောကအစားနေဆင်းရဲတာတွေရောအစကတော့ကျွန်တော်တို့လည်းရွာမှာပဲနေလေလို့ဖားရှာငါးရှာနဲ့အေးအေးနေတော့မလို့ပါပဲဒါပေမဲ့အခုရွာမှာကနေရာတကအဆင်မပြေတော့ဘူး BIA နဲ့ကရင်နဲ့တက်ရကအခုဗမာနဲ့ကရင်တက်ကုန်ပြီအဲ့ဒါရန်ကုန်ပြန်ပြေးလာတာပဲဘရိုကင်းလန်းကကျွန်တော်တို့အိမ်ထဲဘုံကြသွားပြီဗျာအခုအဲ့နေရာမှာပဲတဲထုတ်နေကြတယ်ဒါများစောစီးမလာဘူးကွာအခုရောငါးစီလာတာအလုပ်လုပ်မလို့လားအဲ့ဒါလေးပါတယ်ဆရာဖို့တို့ပြီးတော့အခုကိုမိုးကအခြေအနေလုံးဝမကောင်းတော့ဘူးအဲ့ဒါပထမရက်ကလေးကကျွန်တော်ကဆရာဖို့တို့စီအကူအညီသွားတော့မယ်ဆိုတာ तू ကလက်မခံဘူး तू ကပြောတယ်အမေတို့ကလည်းကိုဖို့တို့ပဲကူညီတာသူ့လေကြလေကိုဖို့တို့ပဲဆိုတော့အားနာစရာကောင်းတယ်တဲ့ဒါပေမဲ့ဒီတော့ तू တွေးတယ်အန်ရလေသတိမလဲလာတော့ဘူး
ကျွန်တော်ကိုအလင်ကိုသွားရှာသေးတယ်သူနေတဲ့အိမ်ကလည်းတော်ကြီးခတ်ပြီးလူနေတာကြားတဲ့ပုံပဲအဲ့ဒါနဲ့နောက်ဆုံးဘာဖြစ်ဖြစ်ဆိုပြီးကိုဖိုးတို့ကိုအကူညီလာတော့တာကိုမိုးအချင်းတွေကစိတ်ဝင်တင်မှဖြစ်မယ်ထင်တယ်ဟာဒါဆိုအခုသွားမှဖြစ်မှာပေါ့လာလမ်းမတော်ဖိုးတို့ဟာဓာဘိုးတင်ကိုခေါ်ပြီးဘရိုကင်းလန်းချံကိုကားနဲ့ထွက်လာခဲ့ကြပါတယ်ဘရိုကင်းလန်းကဘုံတန်ကြောင့်ပြိုလဲသွားတဲ့အဆောက်အဦတချို့ကိုပြန်လည်မပြင်ရသေးရခင်ကလမ်းမတော်ဖိုးတို့ဓာကန်ထရက်သွားခဲ့ဘူးသောဘူရထောင်ကမိုးရဲ့အိမ်မှာအုပ်ပုံကလေးသာကျန်ပါတော့တယ်အုပ်ပုံကလေးပေါ်မှာစစ်သုံးတကလက်အစာများမိုးကာဖြစ်များနဲ့ကာယံထားပြီးတောင်ထမ်းမိုးထားတဲ့မြေဆိုင်တဲကလေးဖိုးတို့ကအိမ်ထဲကိုလမ်းဝင်လိုက်တဲ့အခါတိတ်ဆိတ်မှုကစီးကြိုနေပါလေတက်တာသုံးလုံးဆက်ထားပြီးအပေါ်ကနေဖြာခင်းထားတဲ့အပေါ်မှာတော့ဖိုးတို့တို့အားကြောပေးလျက်ခွေခွေလေးလှဲနေတဲ့ပိန်လီလီလူတယောက်ကိုမို့အတန်ထွက်မလားဖိုးတင်မင်းကသူ့ကိုတယောက်တည်းထားခဲ့ရလားမင်းမရောကိုမို့ကိုစံပြုတ်ပြုတ်တိုက်ဖို့အမနဲ့သူ့ယောက်ျားကစံထွက်ရှာတဲ့ဆရာဖိုးတို့ဟာကွာငါရှင်းနေရတာနဲ့ကွာမင်းတို့ကိုမို့ဒီလိုပြစ်ထားရလားအခုစိတ်ဝင်တင်မှဖြစ်မယ်လားဖိုးတို့ကငမိုးလဲရောက်နေတဲ့ဂရင်မေးကိုကတ်ခါငမိုးရဲ့လက်မောင်းကိုစုပ်ကန်လိုက်ပါလေအေးဆက်နေသောအထီတွေကြောင့်ဖိုးတို့အံကိုကြိတ်ခါတောက်တစ်ချက်ခောက်လိုက်ပါလေဖိုးတင်ကသူ့ကိုငမိုးရဲ့ခန္ဓာကိုယ်ကိုဆွဲလဲလိုက်တဲ့အခါတောင်တင်းမာကျောနေတာကိုခံစားလိုက်ရပါလေလွန်ခဲ့သောနှစ်ပေါင်းများစွာကရန်ကုန်အရှေ့ပိုင်းမှာဖိမ့်မိန်တုံအောင်ကြောက်ရွံ့ခဲ့ရသောတကြွမြန်လူမိုက်ကြီးဘိုးထောင်ငမိုးခေါ်ဓာငမိုးဟာတဲစုပ်ကလေးပေါ်မှာတစ်တာကလေးပေါ်တွင်အစာရည်စာပြက်ချင်းအဆုတ်နာယောဂကျွမ်းကျင်တို့နဲ့ညီကုန်းချုပ်သွားခဲ့ပါလေလမ်းမတော်ဖိုးတို့ကဘိုးထောင်ငမိုးရဲ့ပွင့်နေတဲ့မျက်လုံးများကိုလက်နဲ့အုပ်ခါပိတ်ပြီးလိုက်ပါလေထို့နောက်ဂျပန်ငွေတစ်ထပ်ကိုထုတ်လိုက်ပြီးဖိုးထင်ကိုပေးလိုက်ပါလေနာရီကိစ္စစီစဉ်ရရှိတာစီစဉ်လိုက်ကွာဖိုးထင်ညနေကျငါပြန်လာခဲ့မယ်လမ်းမတော်ဖိုးတို့ကဘိုးထောင်ငမိုးရဲ့အလောင်းကိုတစ်ချက်ငေးကြည့်ပြီးတဲပြင်ကိုလှမ်းထွက်လိုက်ပါလေအပြင်ဘက်မှာတော့မိုးညံ့တဲ့များကဝေဒီလေးလမ်းမတော်ဖိုးတို့ဟာစံပထွန်းရင်မောင်မောင်အဖက်တို့ကိုအခြေခံကရန်ကုန်နောက်ပိုင်းကိုပြန်လည်စိုးမိုးဖြန့်ကျက်လာပါလေရခင်ကကြက်ကြားရဲ့နေဖြစ်တဲ့ချစ်မနိုင်တဲ့တဝိုက်ကိုလည်းဖာကန်းစော်ပြစ်ကထွက်လိုက်ရတဲ့အုံးဖေကပြန်လည်စိုးမိုးနိုင်နိုင်ပြီဖြစ်ပါလေလမ်းမတော်တစ်ချမ်းကငကိုကပင်ဖိုးတို့နေမည်ဖြစ်တဲ့ဖြင့်ဖြန့်ကျက်နိုင်တော်လဲအရှိပိုင်းတွင်မူအောင်မနဲ့ဖိုးနှင်တို့ဟာပသိမ်ညွန့်ဘာဘူးဖွင့်များနဲ့နေရာလူနေရပါလေ1943စက်တင်ဘာလ15ရက်ပဇွန်တော်နဲ့ဘူထောင်ကြားမှာဖွင့်လှစ်ထားသောရှီဗာဗီအီချီဟူသောဂျပန်အမည်တတ်ထားတဲ့ကလပ်တစ်ခုကစီကားနေပါလေထိုကလပ်မှာအင်္ဂလိပ်ခေတ်ကမွန်တမ်ဘရနီဆိုသောအမည်နဲ့ဖွင့်လှစ်ထားခြင်းဖြစ်ပြီးတင်မောသားများကျက်စားရာဖြစ်နာမည်ကျော်ပါတယ်ဂျပန်ခေတ်မှာတော့ဂျပန်အမည်ရှီဗာဗီအီချီလို့အမည်ပြောင်းလိုက်ပြီးတရုတ်လူမျိုးတစ်ထီးတူကဖွင့်လှစ်ထားပါတယ်ထိုကလပ်ဟာဂျပန်လူမျိုးများအလားနည်းတော်လဲရန်ကုန်မြို့ထဲကဂျပန်များနဲ့တွဲဆက်ခါအလုပ်လုပ်ခါအစဉ်ပြေနေသောစီဝါရေးသမားမျိုးစုံလာလေးရှိတဲ့ကလပ်ဖြစ်ပါတယ်ရင်းကလပ်ကိုဖွင့်လှစ်သူတရုတ်တစ်ထီးမှာအင်္ဂလိပ်ခေတ်ကလေးကအောင်မနဲ့ဖိုးနှင်ကိုဆောက်ရှောက်ခပေးနေရတဲ့အတွက်ဂျပန်ခေတ်မှာလည်းအောင်မတို့ကိုပေးဆောင်ပါတယ်အောင်မနဲ့တပည့်3ယောက်ကကလပ်ဝါမှာထိုင်ကစီကရက်ဖွာနေကြပါတယ်ထိုအချိန်မှာကားတစ်စီးထိုးဆိုင်လာပြီးကားတွေကလူလူဆင်းလာပါတယ်ထိုသူကအောင်မဘေးကဖြတ်ပြီးကလပ်ထဲဝင်သွားပြီးမှရုတ်တရက်ပြန်လှည့်ကထိုင်နေတဲ့အောင်မကြောကုန်းကိုစောင့်ကန်လိုက်ပါတယ်အောင်မကလဲကျသွားရကလူးလဲထားလိုက်ပါတယ်ထို့နောက်အိတ်ထဲကဓမြောင်ကိုထုတ်ခါထိုလူကိုပြေးထုတ်ရန်ပြင်ပါတယ်ထိုအချိန်မှာဒိန်းကနေတနက်တစ်ချက်ထွက်လာကအောင်မဟတ်ထိုးလဲကျသွားပါတယ်အောင်မကိုအနောက်ဘက်မှာရထားသောကားတွေကလှမ်းပစ်လိုက်ခြင်းဖြစ်ပါတယ်ကားပေါ်မှာထိုင်ပြီးတနက်နဲ့ပစ်လိုက်သူကဦးမြကျင်ကားရှိကမ်းမှာထိုင်နေတဲ့ပသိမ်ညွန့်ဘာဘူးကဦးမြကျင်ထံကတနက်ကိုတောင်းကခါမှာထိုးလိုက်ပြီးတရှိကိုကန်ရက်ဆင်းလာပါတယ်အောင်မကိုကန်လိုက်သူဓမ္မစောထွန်းကခါးကြကဓမ္မကိုထုတ်ခါကလတ်ထဲဝင်သွားပါတယ်ဒါဘိုးတင်ကအပေါ်ထဲမှာရှိတဲ့အခန်းထဲကထွက်ခါအခြေအနေကိုအကဲခတ်လိုက်ပြီးငှက်ကြီးတော်သားကိုဆွဲကဆင်းလာပါတယ်ဓမ္မစောထွန်းနဲ့ဖိုးတင်တို့ရင်ဆိုင်တွေ့ကြပြီဖိုးတင်ကဓမ္မစောထွန်းကိုဓာတ်နဲ့ဝင်ပိုင်းပါတယ်စောထွန်းကရှောင်းလိုက်နိုင်တော့လဲဟန်ချက်ပြတ်သွားပါတယ်ဖိုးတင်ကအချိန်လွန်သွားရာကဓာတ်နဲ့ပြန်လှည့်မှာဓမ္မစောထွန်းရှောင်းတင်းရင်လဲကျသွားပါတယ်ထိုအချိန်မှာနောက်ကလိုက်လာတဲ့ဘာဘိုးကဖိုးတင်ရဲ့ကျုံးကိုဝင်ပိုင်းလိုက်ပါတယ်ရုတ်တရက်နောက်ကျောကအခုခံရသဖြင့်ဖိုးတင်ဘေးကိုလှိမ့်ချလိုက်တော့လေကျိုးကုန်းမှာသွေးများဖြာကနေကျသွားပါတယ်ဘာဘိုးကဖိုးတင်ကိုဓာတ်နဲ့လိုက်ပိုင်းပါတယ်ဖိုးတင်ကပက်လက်အနေထားကနေဓာတ်ချက်များကိုကာနေရပါတယ်ထိုအချိန်မှာဒုက္ခနဲ့အတန်နဲ့အတူဓမ္မတစ်ချောင်းကဖိုးတင်ရဲ့လေဘင်းကိုစိုက်ဝင်သွားပါတယ်ဖိုးတင်မှာအတန်ပင်ထွက်ချိန်မရဘဲနှစ်ချက်ခန့်အကျော်ဆွဲကငိမ့်သက်သွားပါတယ်ဓမ္မစောထုံးကဓမ္မကိုဆွဲနှုတ်လိုက်ပြီးလက်မှာပီနေတဲ့သွေးများကိုပစိုးနဲ့တုပ်လိုက်ပါတယ်ဘာဘိုးကအရက်ဆိုင်ကောင်တော်ကိုသွားကတောက်လက်စကျန်ရစ်တဲ့ဂျပန်စာကီးပလင်းတွေကအရက်ကိုငှဲ့ကမော့ချလိုက်ပါတယ်ထိုအချိန်မှာနေပြည်တော်ရဲများကတနက်တန်ကြောင့်ဆိုင်ရှိကိုဝိုင်းလိုက်ကြပြီး
ဆိုင်ထဲကိုအင်စပက်တော်ဦးမြသိန်းနဲ့ရဲ9ဦးရိုင်ဖယ်ကိုစီနဲ့ဝင်လာကြပါတယ်အထက်ကိုရောက်လာတဲ့အခါအလောင်းများကိုတေချာကြည့်ပါတယ်ထို့တော့အရက်တောင်နေတဲ့ဘာဘိုးတန်ကိုရှောက်သွားပါတယ်အော်ကိုမြသိန်းရောက်ပြီ哦ဂျပန်ငင်ကမင်းရဲ့လမ်းမတော်ဖိုးတို့ရဲ့လူမိုက်တွေအချင်းချင်းပြစ်ကြခတ်ကြပြီးသေကုန်တာလို့ပြောပြီးအမှုပေးပြလိုက်ကြကြားလားယော့ဒီမှာဒီဓာတ်နဲ့အခုတ်ခံရတဲ့ကောင်ကိုင်တဲ့တဲ့ကန်တနက်ဒီကောင်ကရှေ့ကအောင်ဘဆိုတဲ့ကောင်ကိုပြစ်လို့အောင်ဘတပည့်တွေကဒီကောင်ကိုဓာတ်နဲ့ဝိုင်းခုသွားတာလို့ပြောပြတခုခုဆိုဦးမြချင်းနဲ့ကျုံနဲ့အဓိပတိအိမ်မှာရှိနေမယ်ဟုတ်ပြီလားဦးမြသိန်းဟာဓမ္မအဖွဲ့ဝင်ဖြစ်ပြီးဒေါက်တာဘမော်ရဲ့ကိုရန်တော်ဦးမြချင်းကျေးဇူးနဲ့အင်စပက်တော်ယာဒူးကိုရရှိထားသူဖြစ်ပါတယ်နောက်နေ့မနက်မှာဘိုးတော်ရှိရှီဗာဗီချီကလပ်မှာလမ်းမတော်ဖိုးတို့ရဲ့တပည့်များချင်းချင်းပြစ်ခတ်မှုဖြစ်ပွားကြောင်းမြန်မာအလင်းသတင်းစာကြီးမှာပါလာပါတယ်ညဘက်ကိုရောက်တဲ့အခါဒါလဟိုစီလမ်းတော်နဲ့လမ်းမတော်လမ်းတော်မှာအသစ်ဖွင့်လိုက်တော့တတိဥဆက်စုရဲ့ဆက်စုဟိုတယ်အပေါ်ရက်မှာလမ်းမတော်ဖိုးတို့အုံးဖီစံပထွန်းရင်မောင်မောင်အဖက်တို့တိတ်ဆိတ်စွာထိုင်ရင်းအရက်တောက်နေကြပါလေအောင်ပါတဲ့ဖိုးတင်တို့ကသူတို့ထံသို့ရောက်မလာနိုင်တော့လမ်းမတော်ဖိုးတို့ရဲ့မျက်နှာကမြည်သည့်ခံစားချက်များမရှိသည့်နေပဂရိတည်ငြိမ်နေလမ်းမတော်ဖိုးတို့ဟာစိတ်လှုပ်ရှားတဲ့အခါပုံမတည်ငြိမ်သွားတယ်ဆိုတော့တစ်ချိန်ကဦးလေးဦးဘိုးတင်ပြောခဲ့တဲ့စကားယခုတိုင်မှန်ကန်လေးရဲ့ပင်ခဏကြာမှာဘော်ရက်ကိုကဏ္ဍမာတောင်းကြီးတက်လာပါလေအောင်မတို့ဘလို့ဖြစ်တာလဲကွာဖိုးတို့ကဝီစကီတစ်ခွက်ကိုငှဲ့ကကဏ္ဍမာစီကမ်းပေးလိုက်ပါလေငါမဝီစကီမတော့တာဖိုးတို့ရနင်းနေဟိုကောင်လေးဝစုတတ်တာလဲပြောတောက်လိုက်ကဏ္ဍမာအောင်မကဝီစကီတိတ်ကြိုက်တဲ့ကောင်သူ့အတွက်မင်းတောက်လိုက်ကွာကဏ္ဍမာကဘိုးတို့ကမ်းပေးတဲ့ဝီစကီကိုတရှိန်လုံးမောချပစ်လိုက်ရာမျက်နှာကြီးရဲတက်လာပါလေတည်သွားတဲ့ငမိုးကြီးကိုငါအားနာတယ်ရှက်လဲရှက်တယ်ကွာသူ့ညီဘိုးတင်ကိုငါစီသူအပ်ခဲ့တာကွာတဝိုင်းလုံးတိတ်ဆိတ်သွားကြပါလေမင်းလို့ပေးလိုက်တဲ့ဘာဘိုးရဲ့ဒေါက်တာဗမော်နာကညကျင်ဆိုတဲ့အဖိုးကြီးရဲ့ဓမ္မစိုးထွန်းရဲ့တတ်လိုက်ကြတာခန္ဓာမှာဟာဖိုးတို့အဲ့ဒါဆိုငါတောင်ဝင်ဖြစ်သွားပြီငါပြဿနာဖြစ်သွားပြီဒီကောင်ကိုငါလွတ်ပေးလိုက်တာဒီကောင်သုံးကောင်ငါတတ်ပေးမယ်ဖိုးတို့ဟေးအောင်မေတော့တတ်မယ်ကွာလာဖိုးတို့ကကန္ဓမာရဲ့လက်ကိုဖိထားလိုက်ပါလေနေအောင်ဟဲ့အောင်ဒီကောင်လေး၃ယောက်လုံးကအခုအဓိပတိကြီးဆိုတဲ့ဒေါက်တာဘမော်ရဲ့လူတွေဦးမြချင်းကဒေါက်တာဘမော်ရဲ့ကိုရန်တော်ဘာဘိုးကသာသနာရေးဝန်ကြီးဗန္ဓုလဦးစိန်ရဲ့တူသူတို့ဒီတိုင်းသွားတတ်ရင်ငါတို့လည်းပဲငါတို့ကြိုးကွင်းဆိုတို့ဖြစ်နေမှာပေါ့ကွာအခုတော့ဒီကောင်တွေကငါလူတွေကိုတတ်တယ်သတင်းစာတွေကြတော့လမ်းမတော်ဖိုးတို့ရဲ့တပည့်တွေအချင်းချင်းတတ်တယ်လို့ပေါအောင်အမှုဆင်ပြစ်တယ်ဒီကောင်တွေကိုရှော့တွက်လို့မရတော့ဘူးကွာသူတို့မှနောက်ခံအင်အားရှိတယ်အုံနောက်ရှိတယ်ဒီကောင်တွေကိုငါတို့တေချာအကွက်ချပြီးတတ်မှာဖြစ်တော့မယ်အေးဒီကိစ္စတော့မင်းကျွမ်းကျင်တဲ့ကိစ္စပဲဖိုးတို့ငါကတော့ဖြစ်နိုင်ရင်ဒီညပဲ၃ကောင်လုံးသွားတတ်ပြစ်ချင်တာအေးပါကွာမင်းစီစဉ်တဲ့အတိုင်းငါလုပ်ပါမယ်အေးမနေ့ပြန်မနေ့ကျရင်14တန်းထိပ်ကလက်ဖေးဆိုင်မှာမင်းနဲ့အုံးဖေကိုငါစောင့်နေမယ်လက်ဖေးလေးပါလေးတောက်ကြတာပေါ့ကွာညနေလာပြီဖြစ်တဲ့ဖြင့်ဟိုတယ်ဘေးအခန်းစီမှာလာရောက်နေတဲ့ဧည့်သည်များဟိုတယ်မယ်များရဲ့အတန်များကစူညံပွက်လာပါလေသူတို့အခန်းတစ်ခုသာထူးထူးခြားခြားတိတ်ဆိတ်လျက်